ပြိုင်ပွဲပြိုင်နေတော့ကစုံတော့ကဘာတွေရောက်နေတယ်လို့မျိုးတက်ဝင်ခန်းစားခဲ့ပြီးတော့အတန်ကြားရင်တိမှာဆိုလို့အတန်မထွက်ရဲခဲ့ဘူးလို့ပြလာခဲ့တဲ့လင်းစာနေစောမလေးတဲ့ရွယ်ရောက်နေတဲ့အချိန်မှာဒီလိုမျိုးဖန်စီလေးရလိမ့်မယ်လို့ဘယ်တော့မှအိမ်မက်ခဲ့ဘူးပေါ့နော်ဒီကန်းကော်လေးလုတ်ပြီးတော့တဲ့အချိန်အားစပြီးတော့မှဝစ်ဆန်ကလေးတွေဆိုပြီးတော့ကန်းကော်ချစ်တဲ့ဝစ်ဆန်လေးဆိုပြီးတော့ဖန်ကူကြည့်လေးရတယ်ပေါ့နော်အဲ့ဥစ္စာတော့မလင်းဘဝအတွက်အမှတ်တရနေပါပဲရှင်ဟုတ်ကဲ့တချင်းတွေပါဆိုတာကြတော့ရှင်းပြီးမှတွေ့ကြနေတာရှိငငယ်တော့မလင်းတချင်းဆိုပြီးပါတယ်ဒီကားမရိုက်ခင်ပေါ့နော်အသက်73နှစ်လောက်တည်းကတချင်းဆိုပြီးပါတယ်ဒါပေမဲ့ professional မဟုတ်ပါဘူးအပျော်တန်းဆိုတဲ့ဝါသနာရှင်စင်ပါရှင်ဟုတ်ဆိုတော့အခုဒီကတက်ဆိုတဲ့အခါမှာကျတော့လူလူလေးတွေလို့နေပေါ့လူပြန်ရတယ်ရှိတယ်ပေါ့တချင်းမလင်းရကြဒီလူပညာအလုပ်ဆိုအရင်ကအကုန်ဝါသနာပါတယ်တချင်းဆိုတာလည်းဝါသနာပါတယ်ရုပ်ရှင်ရိုက်တာလည်းဝါသနာပါတယ်အဲ့အတွက်ကြောင့်မလို့ကိုလှုပ်ချင်တဲ့ကိုဝါသနာပါတယ်ဒီလိုပြီးလုပ်ရတဲ့အတွက်ကြောင့်ပြောပါတယ်မဆင်ကဝင်းထဲကိုဝင်ပြီးတော့ဒီအစီအစဉ်ကိုလာလို့ရှိရင်လည်းအထက်ရောက်ပြီးဆိုတကယ်ကိုမသိလို့ရှိရင်ကိုဟိုစုံတော့ကဘာတွေကိုရောက်သွားတယ်လို့တော့မှပဲစိတ်ထဲမှာဘာဖြစ်လို့ဆိုတော့ရောက်ပြီဆိုတာနဲ့သူကဖုန်းနေနဲ့ပြီးတော့အထက်ကိုညနေဖုန်းနဲ့အုပ်ပြီးဝင်ရတယ်ကိုရီမကောက်ကိုတော့မှပါလာတဲ့ကောင်မလေးကလည်းညနေဖုန်းနေတယ်ပဲပြီးတော့အခန်းတွေထဲမှာအလုံးပိတ်အခန်းထဲမှာဟာဒုက္ခပဲအထဲမှာပိတ်ထားပါတော့ဆိုတဲ့အခါကျအဲ့တုန်းကလည်းကိုတီးကျင်နေတာခုနကသူတို့ပြောတယ်ပဲကွာလူကြီးဆိုလိုက်မပြောရင်းနဲ့ပဋိကြောင်ဆောင်ပြီးတော့နေနေအောင်အမှန်တကယ်ကိုလည်းအဲ့လိုပဲတီးကျင်တာပေါ့နော်ဘေးခန်းသူတွေဖုန်းတွေပါပြောရင်ဟာဒါဘသူတန်တဲ့သူဟာဒါဘသူဖြစ်မှာပေါ့နော်သူများကိုအဲ့လိုမျိုးတွေအတန်ကြားရင်ကိုကလည်းပြီးတော့ခံမန်းမိနေတဲ့အခါကျကိုယ်တန်အောင်ကြားပြီးသူများခံမန်းမှာကျကြောက်တယ်အဲ့ထဲကိုကြောက်တယ်ဒီမှာစတိတ်တာမပြောနဲ့တိတ်နေအောင်ဘုံလုံးမလုပ်အောင်အကြီးကြီးရတာပေါ့အတန်ဒီပိုင်းလည်းထုတ်လို့မရဘူးဟုတ်တယ်အတန်ထွက်သူများတိမှာပေါ့နော်အဲ့အတွက်ကြောင့်မလို့ကိုကသူများတဲ့ကြလို့ကိုခံမန်းနိုင်တယ်လို့ပေါ့နော်ကိုယ်တိုင်ကြပြီးသူများကကြတော့မခံမန်းစေချင်ဘူးလေအဲ့ဒါတော့ဒါမိုးရွာစိတ်ပုတ်တာပေါ့နော်အဲ့အတွက်ကြောင့်ကိုကတိတ်တိတ်ကလေးထဲမှာကုတ်နေတာ